တခါတော့ကကလေးတွေကိုဖမ်းခေါ်သွားတယ်ဆိုတဲ့မြူပင်လေဆိုတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကိုတားမြစ်ထားတဲ့မော်တက်ပညာကိုအသုံးပြုလေးရှိတဲ့မော်ဆရာတွေကဖန်တီးတာဖြစ်ပြီးဒါကိုတားဖို့အတွက်တံပြန်အနေနဲ့နက္ခတ်ပညာရှင်တွေဆိုတာကရှိနေရတာဖြစ်ပါတယ်။လာရီယာလို့ခေါ်တဲ့ကလေးမလေးရဲ့အမေကလည်းအဲ့လိုနက္ခတ်ပညာရှင်တွေကတယောက်ပဲဖြစ်ကတညတော့သူ့ရဲ့အကိုဖြစ်သူတာရီယက်စ်နဲ့သူတို့နှစ်ယောက်စလုံးကိုနှုတ်ဆက်ပြီးထုံးစံတိုင်းမော်ဆရာတွေကိုတိုက်ခိုက်နေကအဖမ်းခံသွားလိုက်ရတဲ့ကလေးတွေကိုကယ်တင်ဖို့အတွက်မြူပင်လေရှိရာကိုလည်းထောက်ခသွားပါတယ်။ဒီယာကအမေဖြစ်သူကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲဖြစ်ပြီးလက်ရှိမှာတော့လာရီယာတို့မော်ဒမာနှစ်ယောက်ကအဖားဖြစ်သူနဲ့တူတူနေထိုင်ကြပါတယ်။အကိုဖြစ်သူတာရီယက်စ်ကအင်္ဂါတိုးတွေကိုကြောင်းရတဲ့အလုပ်ကိုလုပ်ပြီးလာရီယာကိုယ်တိုင်ကတော့အမေလိုမျိုးနက္ခတ်ပညာရှင်တယောက်ဖြစ်ချင်တာကြောင့်မို့လို့နေတိုင်းအမေတင်ပေးထားတဲ့စပယ်တွေကိုလေ့ကျင့်နေကဒါကိုလည်းအကိုဖြစ်သူကအားပေးပါတယ်။အမပေးတာကအဖွာပဲဖြစ်ပြီးဘာကြောင့်လဲဆိုတော့သူ့ရဲ့သမီးလာရီယာရဲ့အမေဖြစ်သူကမြူပင်လေတဲကိုသွားရင်တိတ်ဆုံးသွားရတာကြောင့်ပဲဖြစ်ကနက္ခတ်ပညာရှင်တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်မြူပင်လေထဲမှာရှိတဲ့နက္ခတ်ဗေဒကျောင်းတော်ကိုရှောင်းအောင်သွားရမှာပဲဖြစ်လို့ကလေးနှစ်ယောက်စလုံးကိုစောင့်ရှောက်ပေးဖို့အတွက်အဖွာကဆုံးဖြတ်ထားတာကြောင့်ဒီတွက်နဲ့ပဲမိဖွားတွေရန်ဖြစ်လိုက်ရပြီးလှုပ်ချင်ရလှုပ်ခွင့်များတဲ့လာရီယာကတော့လေခွင်းတွေကတနေရာကိုထွက်ပြေးသွားပါတယ်။စင်မကောင်းဖြစ်နေတဲ့ညီမကိုချော်ဖို့အတွက်တာရီယက်စ်ကသူ့အမြဲမုန်းနေကြပလူနဲ့လိုက်ပြီးတော့တီးပြပေးလိုက်ရင်အမေချန်ထားခဲ့တဲ့မှညံကြောက်တုံးလေးကိုပေးလိုက်ကချော့လိုက်တာကြောင့်မို့လို့လာရီယာကလည်းစိတ်ဆိုးပြေးသွားပါတယ်။ဒီလိုနဲ့နောက်နေ့ကိုရောက်တဲ့အခါရွာတွေကဈေးကိုသွားလိုက်ကြရင်မြေပွားနဲ့ဇဝက်နေကြကမနေ့ကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအချင်းချင်းပြန်တောင်းပန်ပြီးတော့အဆင်ပြေသွားတဲ့အချိန်ရုတ်တရက်ပဲပင်လယ်ဘက်ကနေမြူမုန်တိုင်းကြီးတစ်ခုကသူတို့စီကိုလာနေတဲ့အတွက်တရွာလုံးမှာရှိသမျှသူတွေအကုန်လုံးအိမ်ထဲကိုအမြန်ဝင်ပုံလိုက်ကြရပါတယ်။လာရီယာတို့ကအင်ရှိယာကိုအမြန်ပြေးသွားလိုက်ပေမဲ့အခုချိန်ထိတာရီယက်စ်ကတိုးကြောင်းနေသေးတာကြောင့်မို့လို့ပြန်မလာသေးတဲ့အကိုဖြစ်သူကိုသွားခေါ်ဖို့အတွက်လိုက်သွားတဲ့အခါမြူမုန်တိုင်းရဲ့အထက်မှာမော်ဆာတရက်ကိုလှမ်းမြင်လိုက်ရပြီးတာရီယက်စ်ကလည်းအဲ့ဒီအထက်ကိုဝင်သွားဖို့အတွက်လုံနေတဲ့အတွက်လာရီယာကလန့်ခေါ်ဖို့အတွက်လုပ်ပေမဲ့သူ့ရှိမှပဲပျောက်ကွယ်သွားကြပြီးသူကိုယ်တိုင်ကတော့မြူတွေကိုဖျက်ကအောက်ဘက်ကိုပြုတ်ကျသွားရင်ထူးဆန်းတဲ့နေမြေတစ်ခုစီကိုရှောက်သွားပါတယ်။ကြားချက်နေခဲ့တဲ့တာရီယက်စ်ရဲ့ဘက်လွေနဲ့ခရီတာလို့ခေါ်တဲ့အကောင်လေးတစ်ကောင်ကိုတွေ့လိုက်ရပြီးနေရာတစ်ခုလုံးကထူးဆန်းနေတာကြောင့်မို့လို့လက်ပဲကြည့်လိုက်တဲ့အခါဘေးဘက်လက်ကမြူကိုတွေကပုံရိပ်အောင်နေဖြစ်ပေါ်လာပြီးအဲ့ဒီမှာအရာအလုံးကလာရီယာရဲ့အမားပဲဆိုပြီးတော့ထင်အောင်ထင်မှားဖြစ်အောင်ဝိုင်းပြောနေကြတော့လာရီယာကိုယ်တိုင်ကလည်းကြောက်လန့်တော့ကထပ်ပြေးဖို့အတွက်ကြိုးစားလိုက်တဲ့အခါတနေရာကိုရောက်တော့နောက်တစ်ခါထပ်ပြီးတော့ပြုတ်ကျသွားပြန်ပါတယ်။အဲ့ဒီအချိန်မြူကိုတွေကနေအယောင်လေးနေတဲ့လေပုံစံအယုတ်ကလေးကိုတွေ့လိုက်ရတာကြောင့်မို့လို့လှမ်းပြီးတော့ထိကြည့်လိုက်တဲ့အခါရုတ်တရက်ပဲမြူကိုပင်ထဲမှာရွှဲလင်းနေတဲ့တင်မော်တစီရဲ့အပေါ်ကိုရောက်ချသွားပါတယ်။တင်မော်ဘော်ကိုရောက်လာတဲ့လာရီယာကိုလူကတ်စ်လို့ခေါ်တဲ့ကောင်လေးကမြင်သွားတာကြောင့်မို့လို့ပျောက်သွားတဲ့ကလေးတယောက်အမှတ်နဲ့တင်မော်ဘော်ကသူတွေအကုန်လုံးကိုတတိပေးလိုက်တဲ့အခါတင်မော်ရဲ့ကပတိန်ဖြစ်သူချာရီယိုနဲ့နက္ခတ်ပညာရှင်တယောက်ဖြစ်တဲ့အမ်ပူရှာလို့ခေါ်တဲ့အမျိုးသမီးတယောက်တို့ကလာကြည့်နေပါတယ်။ဘလို့ရောက်လာခဲ့တာလဲဆိုတာကိုအစားဆုံးမေးကြည့်လိုက်တော့လာရီယာကစီလီယာလို့ခေါ်တဲ့ရွာငယ်လေးကလာတာဖြစ်ပြီးအကိုဖြစ်သူတာရီယက်စ်ကိုကယ်ဖို့အတွက်မြူမုန်တိုင်းကိုလိုက်သွားရကနေသူတို့လွတ်ထားတဲ့လေပုံစံငယ်လေးကိုထိလိုက်တဲ့အတွက်လေပေါ်ကိုရောက်လာတာဖြစ်နေပါတယ်။အဲ့ဒီလေပုံစံငယ်တွေကနက္ခတ်ပညာရှင်အမ်ပူရှာရဲ့အစွမ်းနဲ့ပြုလုပ်ထားတာဖြစ်ပြီးလမ်းပြောက်သွားတဲ့ကလေးတိုင်းကိုကယ်တင်နိုင်ဖို့အတွက်မြူမုန်တိုင်းကြားတဲ့ကိုလွတ်ပေးထားတာဖြစ်ပါတယ်။တာရီယက်စ်အခေါ်သွားခံလိုက်ရတော့ကမော်ဆာတယောက်ကိုလှမ်းမြင်လိုက်ရတဲ့အကြောင်းကိုပြောပြလိုက်တော့တခြားကလေးတွေကိုပါအဲ့ဒီမော်ဆာကဖမ်းခေါ်သွားတဲ့အတွက်သူတို့ကလည်းလိုက်ရှာနေတာဖြစ်တဲ့အကြောင်းအမ်ပူရှာကပြန်ပြီးတော့ရှင်းပြလိုက်တဲ့အခါအကိုဖြစ်သူကိုအရန်ကေချင်နေတဲ့လာရီယာကလည်းဒါဆိုလို့ရှိရင်သူ့ဘာအတူတူလိုက်ခဲ့မယ်ဆိုပြီးတော့ပြောလိုက်ပေမဲ့အနေများတဲ့အတွက်နောက်နေ့ကိုရောက်တာနဲ့ရွာကိုပြန်ပြီးတော့ပို့ပေးမှဖြစ်တယ်ဆိုပြီးချာရီယိုကပြောရင်လောလောဆယ်တော့အနားယူလို့ရအောင်တားဖြစ်သူလူကတ်စ်နဲ့တခန်းနဲ့ထားပေးလိုက်ပါတယ်အခန်းထဲကိုရောက်တော့လူကတ်နဲ့တွေ့လိုက်ရပြီးလူကတ်ကချာရီယိုရဲ့သားဖြစ်နေတာကိုသိလိုက်ရကသူ့ရဲ့ဖေလိုမျိုးမြူကိုသင်းမောကိုမောင်းနေတဲ့ကပလီတယောက်ဖြစ်နေပြီးအသေးရောက်လာတဲ့လာရီယာကိုဆရာကြီးအထာနဲ့ဘာမလုပ်ရဘူးညာမလုပ်ရဘူးစီကန်းချက်တွေထုံနေပါတယ်။နောက်နေ့ကိုရောက်သွားတဲ့အခါလာရီယာကိုပြန်ပို့ဖို့အတွက်စီလီယာလို့ခေါ်တဲ့ရွာဘက်ကနေပြီးတော့မှပတ်သွားဖို့လုပ်နေပြီးတင်မောဘောကလူတွေဒီနေ့တာကိုဘယ်လိုမျိုးဖြတ်တန်းလဲဆိုတာကိုအလုပ်တွေဝိုင်းကိုလုပ်ပေးရင်သိလိုက်ရတဲ့အပြင်တင်မောတတိယအနေနဲ့ကင်းဖို့အတွက်အမ်ပူရှာကအရှိတုံးကနေဘယ်လိုမျိုးအစွမ်းတွေတုံးပေးပြီးတော့ကာကွယ်နေတာလဲဆိုတာကိုမြင်ခွင့်ရသွားပါတယ်။အမ်ပူရှာနဲ့စကားပြောလိုက်ပြီးသူ့မိတင်ပေးခဲ့တဲ့နက္ခတ်ပညာတွေကိုပြပေးလိုက်ကသူ့ကိုလည်းပညာအနေငယ်တင်ပေးဖို့အတွက်တောင်းဆိုလိုက်ပေမဲ့ချက်ချင်းစွတ်တူလိုပဲအငြင်းခံလိုက်ရပါတယ်။ဒါပေမဲ့လာရီယာစီကမှတ်ညာကြောက်တုံးလေးကိုမြင်လိုက်ရပြီးအဲ့ဒါကဘသူရဲ့မှတ်ညာကြောက်တုံးလဲဆိုတာကိုအမ်ပူရှာကိုယ်တိုင်ကလည်းသိနေတဲ့အတွက်အမေဖြစ်သူကဖောလို့ခေါ်တဲ့နေမြေတွေကိုခေါ်သွားဘူးလားဆိုပြီးမေးလိုက်ရင်အစွမ်းဆုံးကလာရီယာကိုလည်းခေါ်သွားပေးလိုက်ပါတယ်။ဘောဆိုတာကသူတို့ရဲ့အစွမ်းတွေကိုလေ့ကျင့်လို့ရအောင်ခန္ဓာကိုယ်ထဲကနေဝိညာဉ်ကိုခဏတာခွဲထုတ်ပေးတဲ့နေရာဖြစ်ပြီးအဲ့ဒီကိုရောက်ပြီးဆိုတာနဲ့သူတို့ရဲ့မှတ်ညာစွမ်းအားတွေကိုပေးရတာဖြစ်ကဒါမှတက်ခတ်ရည်တွေအစွမ်းသုံးတဲ့အခါနက္ခတ်စွမ်းအားဖြစ်ဖောကပြန်လဲထုတ်ပေးတာဖြစ်ပါတယ်။ကိုယ်တိုင်ရဲ့မှညံစွမ်းအားဒါမှမဟုတ်စိတ်ရဲ့စွမ်းအားပေါ်မူတည်ပြီးကိုယ့်ရဲ့နက္ခတ်အစွမ်းကအာကြီးလားအာမကြီးဘူးလားဆိုတော့ကိုဆုံးဖြတ်ရတာပဲဖြစ်ကဒါကိုသိချင်တဲ့အတွက်အမ်ပူရှာကိုယ်တိုင်ကလည်းလာရီယာကိုတိုက်ခိုက်ဆန်းသတ်လိုက်တော့အမေတင်ပေးထားတဲ့စပယ်တွေကိုတုံးပြီးတော့လာရီယာကိုယ်တိုင်ကလည်းပြန်ပြီးကားလိုက်ပေးမယ်စွမ်းအားသေးလေးကိုတော့လာရီယာကမကာနိုင်ဘူးဖြစ်နေတဲ့အတွက်စိတ်စွမ်းအားမလောင်းမှုနဲ့နက္ခတ်ပညာရှင်တရားမဖြစ်နိုင်တဲ့အကြောင်းပြောလိုက်ပါတယ်ဒီအတွက်လာရီယာကတောင်းပန်လိုက်ပေးမယ်သူမျက်စိထဲမှာတားဖြစ်သူရဲ့ပုံရိပ်ကိုမြင်လိုက်ရကစိတ်စွမ်းအားနေတဲ့အတွက်တောင်းပန်နေတာကိုလည်းအမ်ပူရှာကပြန်တွေ့သွားပါတယ်ဒါကြောင့်ဗော်တဲကနေပြီးတော့မှချက်ချင်းထွက်လိုက်ကမချခင်ရွာကိုရောက်တော့မှဖြစ်လို့အင်ကိုပြန်တော့ဖို့ပဲပြောရင်အကိုပြစ်သူကိုသူတို့ကပဲဆက်ပြီးရှာပေးဖို့အတွက်လှုပ်လိုက်ပါတယ်အိမ်မပြန်မယ်အကိုပြစ်သူကိုဆက်ပြီးတော့ရှာချင်သေးတဲ့အတွက်တင်မပေါ်မှာပဲတာမန်အလုပ်သမားအဖြစ်နဲ့တောင်လိုက်ခွင့်ရဖို့အတွက်စူးစမ်းရင်လူကနဲ့အတူတူအလုပ်ချမ်းတွေကိုလှုပ်လိုက်တော့အလုံးကအလုပ်စူးစမ်းတဲ့လာရီယာကိုသဘောကျလာပြီးကပတိန်ဖြစ်တဲ့ချာရီယိုကတော့အမှန်တိုင်းပြောရလို့ရှိရင်သူတို့တင်မပေါ်မှာနောက်ထပ်အလုပ်သမားလိုအပ်နေတာကိုဝန်ခံလိုက်ပြီးဒီတိုင်းအလုပ်သမားအနေနဲ့ဆက်ပြီးလိုက်မယ်ဆိုလို့ရှိရင်ခွင့်ပြုပေးမယ်ဆိုပြီးတော့တောင်ပြောနေပါတယ်ချာရီယိုနဲ့စကားပြောပြလိုက်ကြတော့အမ်ပူရှာကကလေးတွေပြောသွားတာကြောင့်မို့လို့အခုလိုခီးစဉ်ကိုသူကိုယ်တိုင်စတင်ခဲ့တာကိုသိလိုက်ရကတကယ်တမ်းတင်းမောပေါ်မှာအရေးကြီးဆုံးသူကကပတိန်ချာရီယိုမဟုတ်ပဲကလေးတွေကိုကယ်တင်ဖို့အတွက်နေရောညပါစူးစမ်းနေတဲ့အမ်ပူရှာဆိုတာကိုလည်းလာရီယာကသိသွားပါတယ်
လူကနဲ့လည်းစကားပြောကြည့်လိုက်တော့မြို့ကိုပင်လယ်တွေကိုအခေါ်ခံသွားရတဲ့ကလေးတိုင်းကမှတ်ညံဖြောက်ခတ်လိုက်ရတဲ့အကြောင်းနဲ့အဖြောက်ခံလိုက်ရတဲ့မှတ်ညံတွေကိုမော်ဆရာကယူသွားတာဖြစ်ပြီးမကောင်းတဲ့မော်ပညာတွေပို့ပြီးအစွမ်းထက်အောင်လုပ်တဲ့နေရာမှာအသုံးပြုနေတာကိုသိလိုက်ရတာမလို့အခုဖြစ်သူရဲ့မှတ်ညံတွေယူသွားခံရမှာကိုပိုစိတ်ပူသွားပြီးတနေ့လောက်ပဲဖြစ်ဖြစ်စောပြီးရှာတွေ့အောင်ကြိုးစားဖို့အတွက်ဆုံးဖြတ်လိုက်ကအမ်ဘူရှာရဲ့အခန်းထဲကိုလည်းခိုးဝင်သွားလိုက်ပါအမ်ဘူရှာကိုယ်တိုင်ကနက္ခတ်ပညာသင်မပေးတာကြောင့်မို့လို့အခန်းထဲမှာရှိတဲ့စာအုပ်တချို့ရဲ့အကူအညီကိုယူဖို့အတွက်လုပ်နေတာဖြစ်ပြီးအဲ့ဒီမှာအမ်ဘူရှာရဲ့တားတက်ဖို့ကိုပါတွေးလိုက်ရတာကြောင့်မို့လို့ငေးကြီးနေတော့လူကရောက်ချလာတာကြောင့်မို့လို့ပြန်မပြောဖို့အတွက်တောင်းဆိုလိုက်ရင်ဘယ်သူမှမသိအောင်အခန်းထဲကိုပြန်သွားလိုက်ကြပါအဲ့ဒီမှာလာရီယာကစာအုပ်ထဲကနေအသုံးဝင်နိုင်မဲ့နီးလန်းချုပ်ကိုရှာကြည့်နေပြီးရှာဖွေရေးမှာအသုံးဝင်တဲ့မြို့ကိုဝင်ပလေဆိုတဲ့အစွမ်းကိုတွေးသွားတာကြောင့်မို့လို့တုံးကြည့်လိုက်ကအခုဖြစ်သူရဲ့ပလွေကိုစော်ဝိုင်းရဲ့အလဲမှာချပေးလိုက်ရင်ရှာရမဲ့သူကပိုင်ချက်ဖြစ်တာကိုပြောလိုက်တော့အနက်ခံအကောင့်နဲ့ဝင်ပလေတွေကစပြီးရှာဖို့အတွက်ပင်လယ်ထဲကိုခုန်ဆင်းချသွားပါဒါပေမဲ့လာရီယာတုံးလိုက်တဲ့အစွမ်းကနက္ခတ်ပညာမဟုတ်ပဲတားမြစ်ထားတဲ့မော်ဆန်းဖြစ်နေတဲ့အကြောင်းမို့လို့စီးလာတဲ့တင်မောကမြို့ကိုပင်လယ်ထဲမှာလှုပ်ရမ်းနေပြီးဖြစ်ချင်တော့လူကလည်းလေပေါ်ကနေပြီးတော့မှပြုတ်ကျသွားတာမလို့ကေတင်ပေးဖို့အတွက်လာရီယာကလည်းကြိုးချောင်းကိုတုံးလိုက်ကလိုက်သွားပေးလိုက်တာကြောင့်မို့လို့ကန်ကောင်းသွားပေမဲ့အဘက်ကိုရောက်ကန်နေမှဝင်ပလေတွေကတာရီယာရှိတဲ့နေရာကိုရှာတွေ့ပြီးဖြစ်တဲ့အကြောင်းပြပေးနေတာကြောင့်ငုံကြည့်လိုက်တဲ့အခါခေါ်သွားတဲ့မော်ဆရာကိုလမ်းတွေ့လိုက်ရပြီးအဲ့ဒါကအမ်ဘူရှာရဲ့သားဖြစ်နေပါအမ်ဘူရှာရဲ့သားကလည်းသူ့ကိုတွေ့သွားတဲ့လာရီယာတို့ကိုတက်ပြစ်ဖို့အတွက်အေယာမအသားသားငါးကြီးတစ်ကောင်ကိုလွှတ်လိုက်တာကြောင့်မို့လို့လာရီယာတို့ကလည်းပြန်ပြီးထွက်ပြေးနေရပြီးဒါကိုအပေါ်ဘက်ကအမ်ဘူရှာတို့ကလည်းမြင်လိုက်ရတာကြောင့်မို့လို့ကေတင်ပေးဖို့အတွက်လေပုံစံငယ်လေးကိုပြစ်ပေးလိုက်ကကန်ကောင်းစွာနဲ့ပဲကေတင်ပေးလိုက်နေဆိုပေမဲ့ခုနကမုန်တိုင်းကြောင့်သူတို့ရဲ့တင်မောတစ်ခုလုံးကလည်းအတော်လေးထိခိုက်သွားပြီးဖြစ်ပြီးလာရီယာတို့ကြောင့်မို့လို့ဒီလိုတွေဖြစ်သွားမှအမ်ဘူရှာတို့ကလည်းတည်သွားပါဒီတွင်နဲ့တားမြစ်ထားတဲ့မော်ပညာကိုအသုံးပြုလိုက်တဲ့လာရီယာကိုအမ်ဘူရှာကစပူချိန်ပေါင်းနေပြီးအဲ့ဒီမော်ဆွမ်းအားတွေကိုအသုံးပြုသူတိုင်းကလည်းမော်ဆွမ်းအားကြီးတဲ့ကိုသဘောကျသွားကနောက်ဆုံးမှာတော့မော်ဆရာအဖြစ်နဲ့ယူသွားကြတာကိုပြပြလိုက်တော့ကလေးတွေကိုရှာဖို့အတွက်ပဲဆိုပေမဲ့ဘာကိုမှမစူးစမ်းကြည့်ပဲနေတာတက်စားလို့ရှိရင်ပိုပြီးကောင်းတယ်ဆိုပြီးလာရီယာကလည်းပြန်ပြောရင်စကားများသွားကြကအဲ့ဒီမှာသူ့ရဲ့ကိုဖမ်းခေါ်သွားတဲ့မော်ဆရာဆိုတာကအမ်ဘူရှာရဲ့တားဖြစ်နေတာကိုသူမြင်လိုက်ရတယ်ဆိုပြီးပြောလိုက်ပါတာပြည့်သူကမော်ဆရာဖြစ်နေတာကိုတီတီရဲ့နဲ့ဖုံးကွယ်ထားတာလားဆိုပြီးတော့ဆွဆွဲလိုက်တဲ့အပြင်သူ့ရဲ့ကိုအမ်ဘူရှာရဲ့သားကဖမ်းခေါ်သွားတာကြောင့်မို့လို့ချက်ချင်းပဲပြန်လွတ်ပေးဖို့အတွက်ပြောနေတော့ဂျားထဲကနေချာရီယိုကပဲဝင်ပြီးတာပေးလိုက်ရကအမ်ဘူရှာကိုယ်တိုင်ကလည်းမော်ဆရာဖြစ်နေတဲ့တာပြည့်သူဘယ်မှာရှိလဲဆိုတာကိုမသိဘူးဖြစ်တဲ့အကြောင်းနဲ့သူတို့အားလုံးရဲ့ရည်ရွယ်ချက်အစ်စ်ကပျောက်သွားတဲ့ကလေးတွေကိုရှာဖို့ဖြစ်တယ်ဆိုတာကိုရှင်းပြပေးလိုက်ရပါတင်မောကလည်းပျက်စီးသွားပြီဖြစ်တဲ့အပြင်ခုနကမုန်တိုင်းကြောင့်လာရီယာတို့ရဲ့ရွာနဲ့ပို့ပြီးဝေးသွားပြီပဲဖြစ်နေကပြန်သွားဖို့အတွက်ကလည်းတင်မောကိုပြင်ဖို့အတွက်လိုအပ်နေတာကြောင့်လောလောဆယ်မှာတော့နက်ခတ်ပေတာကြောင့်ကိုပြန်သွားလိုက်ရပါအဝေးတနေရာမှာရှိနေတဲ့နက်ခတ်ပေတာကြောင့်ကိုမြင်လိုက်ရတဲ့လာရီယာကိုယ်တိုင်ကလည်းအံ့ဩသွားကခုနကစကားများခဲ့တာတွေပြန်လဲတောင်းပန်လိုက်တော့အမ်ဘူရှာနဲ့ကလည်းပြန်ပြီးအဆင်ပြေသွားပြီးတားမြင့်မော်ဆွမ်းကိုတုံးခဲ့တဲ့အကြောင်းကိုနက်ခတ်ပေတာကြောင့်ရဲ့အကြောင်းအကြီးကိုပြောမပြဖို့အတွက်တောင်းဆိုလိုက်ပေးမယ်တကယ်တမ်းမှာအမ်ဘူရှာကအကြောင်းအကြီးဖြစ်နေပါချာရီယိုတို့တင်မောကိုပြင်နေကြတဲ့အချိန်အမ်ဘူရှာကိုယ်တိုင်ကကျောင်းထဲကိုခေါ်သွားပေးလိုက်ခြင်းတစ်ချိန်ကလာရီယာရဲ့အမေကလည်းတမီးဖြစ်သူလို့စိတ်ဆွမ်းအားနေပါခဲ့သူဖြစ်ပေမဲ့အခုတော့ဆွမ်းအားကြီးတဲ့နက်ခတ်ပညာရှင်တစ်ယောက်ဖြစ်ကျောင်းမှာမှတ်ကြောက်တင်ထားခဲ့နိုင်ပြီဖြစ်တဲ့အကြောင်းလေးကိုရှင်းပြပေးလိုက်ရင်တနေ့ကြလို့ရှိရင်လာရီယာကိုယ်တိုင်ကလည်းအဲ့လိုဖြစ်လာနိုင်ဖို့အတွက်ဒုတိယခွင့်ရကိုပေးဖို့အတွက်ဆုံးဖြတ်လိုက်ကနောက်တစ်ချိန်ဖော်တယ်ကိုလည်းခေါ်သွားပေးလိုက်ပါအဲ့ဒီမှာအမေဖြစ်သူရဲ့မှတ်ညံကြောက်တုံးလေးကိုအသုံးပြုကြည့်လိုက်တော့အမေရဲ့ပုံရိပ်တွေကိုပြန်ပြီးမြင်လိုက်ရပြီမဲ့အဲ့ဒီအချိန်သူတို့ရှိရာကိုအမ်ဘူရှာရဲ့သားကယူရီဝင်ချလာပါနာမည်ကမိုင်းလို့ခေါ်ပြီးသူခုလိုဖြစ်သွားခဲ့ရတာကနက်ခတ်ပညာသင်ကြားပေးဖို့အတွက်အမ်ဘူရှာကိုယ်တိုင်ကအားနည်းတဲ့သူတယောက်ပဲဆိုပြီးညင်းပယ်ခဲ့လို့ပဲဖြစ်ကအဲ့ဒီကနေတခြားတားမြစ်ထားတဲ့မော်ဆွမ်းတွေကိုအသုံးပြုရင်အခုလိုအသိစိတ်ပြောက်သွားတာပဲဖြစ်ပြီးလာရီယာကပါသူ့နေရာမှာအစားထိုးတော့မဲ့တပည့်တယောက်လာဆိုပြီးပြောနေတော့အမ်ဘူရှာကိုယ်တိုင်ကလည်းသူ့ရဲ့သားကိုပြန်လိုက်တက်ခိုက်ကချက်ချင်းမဲ့ဗော်ရဲကနေပြီးတော့မှထွက်လို့ရအောင်လုပ်လိုက်ပြီးလာရီယာကိုအမြန်ကယ်တင်ပေးလိုက်ပါဗော်ရဲကနေအမြန်ထွက်လာနိုင်ခဲ့လို့ဘေကင်းသွားရတယ်ဆိုပေမဲ့ညဘက်ကိုရောက်တဲ့အခါပင်လယ်ဘက်ကနေပလီတန်ကိုကြားလိုက်ရတာကြောင့်မလို့ငေးကြည့်လိုက်တော့အဲ့ဒါကမိုင်းဖြစ်နေတာကြောင့်မလို့ချက်ချင်းပဲအညှို့ခံလိုက်ရပါထရတာရဲ့ဂျေသူနဲ့တစ်ဖက်ကအဲ့ရထဲမှာရှိတဲ့လူကက်ကလာရီယာအပြင်ဘက်မှာဒုက္ခရောက်နေတာကိုသိလိုက်ရပြီးလေပုံစံငယ်လေးကိုတုံးပေးလိုက်ကကေတင်ပေးဖို့အတွက်လုပ်ဝေးမယ်အညှို့ခံထားရတဲ့လာရီယာကသူပြောတာကိုမချရဘူးဖြစ်နေတာကြောင့်မို့လို့လိုက်သွားပြီးကေတင်ပေးဖို့အတွက်လုပ်ပေးမယ်သူပါအခေါ်ခံသွားလိုက်ရပါကံကောင်းစွာနဲ့နေရာကိုရောက်သွားကအနားမှာလည်းလေပုံစံငယ်လေးရှိနေတာကြောင့်မို့လို့လိုက်ဖမ်းပြီးပြန်သွားကြဖို့အတွက်ပြင်လိုက်တဲ့အချိန်တခြားဘက်ကနေကလေးကြီးတန်နေကြားလိုက်ရတာကြောင့်မို့လို့လာရီယာကအပြေးသွားကြည့်လိုက်တော့မိုင်းကနေရာတစ်ခုကိုဖန်တီးထားတာဖြစ်ပြီးအဲ့ဒီနေရာမှာရှိတဲ့ကလေးတိုင်းကလည်းမှညံဆုပ်ယူခံထားရတာပဲဖြစ်နေကစောဖို့ပဲသိပြီးကိုယ့်ရဲ့နာမည်ကိုတော့မသိဘူးဖြစ်နေတဲ့အပြင်အဲ့ဒီကလေးတွေမှာလည်းအကိုဖြစ်သူတာရီယာပါနေပါအကိုပြစ်သူကိုတွေးလိုက်ရတာကြောင့်မလို့အပြေလာသွားပြီးခေါ်ပေးလိုက်ပေမဲ့သူ့ကိုမမှတ်မိတဲ့အပြင်တူတူလာပြီးကစားဖို့အတွက်ပြောနေတာကြောင့်မလို့ထူးဆန်းနေတော့သူတို့ရှိရကိုလည်းမိုင်းကလျှောက်လာကဒီကိုရောက်လာတဲ့လာရီယာနဲ့လူကက်ကိုပါတခြားကလေးတွေလိုမှတ်ညံဖျောက်ပြဖို့အတွက်လုပ်ပေးမယ်ကံကောင်းလို့အကောင်လေးခရစ်တာရဲ့တက်ခိုက်ပေးမှုကြောင့်မလို့မှတ်ညံဆုပ်ယူခံရမယ့်ကြံကနေပြီးတော့မှကင်းသွားပြီးလာရီယာကလည်းသူ့ရဲ့အစွမ်းတွေကိုတုံးလိုက်ကမိုင်းကိုပြန်ပြီးတက်ခိုက်လိုက်ရင်တာပေးထားလိုက်ပါခုနကအတူတူပါလာတဲ့လေပုံစံငယ်လေးကိုတုံးပြီးပြန်သွားလိုက်ဖို့နဲ့ပြီးလို့ရှိရင်အကူကြီးခေါ်ပြီးဒီကိုပြန်လာဖို့အတွက်ပြောနေတာမလို့လူကက်ကလည်းပြောတဲ့အတိုင်းပြန်သွားလိုက်ကသူ့ရဲ့ဖေနဲ့အမ်ဘူရှာတို့ကိုသွားပြီးအကူကြီးတောင်းလိုက်ပါလာရီယာရဲ့ဘက်မှာတော့မိုင်းနဲ့အစွမ်းချင်းရှင်လို့မရပဲဖြစ်နေတာကြောင့်မလို့နောက်ဆုံးမှာတော့အဖန်ခံလိုက်ရကမှညံကြောက်တုံးမှာပါတဲ့အစွမ်းတွေကိုဆုပ်ယူပြီးမော်ဆွမ်းအဖြစ်ပြန်လဲပြောင်းလဲဖို့အတွက်မိုင်းကပြင်လိုက်ပေမဲ့ထူးဆန်းစွာနဲ့ဆုပ်လို့မရဘူးပဲဖြစ်ပြီးလာရီယာကိုယ်တိုင်ကတော့အမေရဲ့ဝိညာဉ်နဲ့ပြန်ပြီးတွေ့တာကအမေကလည်းစိတ်ဆွမ်းအားကိုဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတာကိုသင်ပေးနေပါဒါကြောင့်လာရီယာကလည်းအမေရဲ့မှညံစွမ်းအားကြောက်တုံးကိုအသုံးပြုလိုက်ကနောက်ထပ်မိုင်းကိုပြန်ပြီးတော့တက်ခါလိုက်ကဒီတစ်ချိန်မှာတော့တင်ပြပေးနေတဲ့အမေရဲ့ပုံရိပ်ကဘေးမှာရှိနေတာကြောင့်မလို့အသာလေးနိုင်ယူနိုင်သွားကမိုင်းစီမှာရှိနေတဲ့မှညံကြောက်တုံးကိုလည်းဖျက်ဆီးနိုင်လိုက်တာကြောင့်မလို့အဆုပ်ယူခံလိုက်ရတဲ့ကလေးတိုင်းရဲ့မှညံတွေကလည်းပြန်ရသွားပါ
အဲ့လိုပေမဲ့ရှုံးနေသွားတဲ့မိုင်းကစိတ်တူလာတာကြောင့်မို့လို့သူ့ဘာဝင်ဒီနေရာတစ်ခုလုံးကိုဖျက်ဆီးဖို့အတွက်လုပ်နေပြီးမြို့ကိုးနဲ့ဖုန်းလက်သွားပြီးအားလုံးကိုသူနဲ့တူတူခေါ်သွားဖို့အတွက်ချန်စီနေတဲ့အချိန်ကန်ကောင်းသွားနေပဲအမ်ပိုရှာတို့ရောက်လာတာကြောင့်မို့လို့လေပုံစံငယ်လေးတွေကိုတုံးကရှိသမျှကလေးတွေကိုကယ်တင်ပေးလိုက်ပြီးလာရီယာတို့မော်မာနီယောက်ကလည်းခဏတတူရှိခဲ့တဲ့အမေရဲ့ပုံရိပ်ကိုနှုတ်ဆက်လိုက်ကနောက်ဆုံးမှတော့တင်မော့ဘော်ကိုပြန်တက်သွားလိုက်ကြပါတယ်အပေါ်ကအမ်ပိုရှာကလည်းအောက်ဘက်မှာရှိနေတဲ့မိုင်းတွေလေပုံစံငယ်လေးကိုချပေးလိုက်ပြီးမြဲအခုချိန်ဒီအမေကိုစိတ်နာနေတဲ့မိုင်းကတော့မျက်နှာလွှဲလိုက်ကမြို့ကိုးလေးချာကိုဝင်သွားပါတယ်ဒီလိုနဲ့ပျောက်ဆုံးနေတဲ့ကလေးတွေအားလုံးကိုလည်းရှာတေးသွားကလာဒီယာတို့မော်မာနီယောက်ကလည်းအဖွားနဲ့ပြန်ပြီးဆုံတွေ့လိုက်ရတာကြောင့်မို့လို့ပြောသွားရပြီးညီမဖြစ်သူကအမေလိုမျိုးတကယ်တော်တဲ့နက္ခတ်ပညာရှင်တယောက်ဖြစ်လာမှဖြစ်တဲ့အကြောင်းကိုတာဒီယာကထောက်ခံပေးနေပြီးအိမ်မက်တွေကိုဘယ်တော့မှလက်မလျှော့ဖို့အတွက်ပြောပေးလိုက်ပါတယ်ဖြစ်ပြတဲ့အားလုံးကိုသိလိုက်ရတဲ့အဖွားဖြစ်သူကလည်းလာဒီယာရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ကွင်းပြုပေးလိုက်တာကြောင့်မို့လို့ပြောသွားရကနောက်နေ့မှပဲလူကဲတို့ရဲ့တင်မောက်ကရောက်ချလာပြီးနက္ခတ်ပိတာကြောင့်တော့ကိုလိုက်ဖို့ပေးလိုက်ပါတယ်လမ်းမအမ်ဘူရှာနဲ့စကားပြောလိုက်ရင်မိုင်းကိုဘယ်လိုဆက်လုပ်မလဲဆိုတာနဲ့ကလေးတွေကိုဆက်ပြီးဖမ်းနေရအောင်ဆိုပြီးမေးကြည့်လိုက်တဲ့အခါမိုင်းရဲ့မညံ့ကြောင်တုံးကပျက်စီးသွားပြီဖြစ်လို့မော်ပညာကိုထပ်ပြီးတော့သုံးလို့ရမှာမဟုတ်တဲ့အကြောင်းနဲ့ကလေးတွေကိုလည်းထပ်ပြီးဖမ်းတော့မှာကိုစိတ်ပူစရာမလိုတော့တဲ့အကြောင်းကိုရှင်းပြပေးလိုက်ပေးမယ်။တာပြစ်သူကိုကယ်တင်ဖို့အတွက်သူကတော့စူးစမ်းရအောင်မယ်ဆိုတာကိုပြောလိုက်ရင်ပျက်စီးသွားတဲ့လာရီယာရဲ့မညံ့ကြောင်တုံးအစားသူ့ရဲ့မညံ့ကြောင်တုံးလေးကိုအမ်ဘူရှာကပေးလိုက်ရင်နဲ့ဆက်သိမ်းသွားပါတယ်။